ကောင်လေးကရဲတိုက်ကြီးတွေကနေအပြင်ကိုအတင်းပြေးထွက်လာတယ်။ဒါပေမဲ့သူနောက်ကနေလိုက်ဖမ်းနေတဲ့မြောင်းဝင်ကြီးကတော့သူ့ကိုလက်လန်းပြီးဖမ်းဖို့စူးစမ်းနေတော့မှာပဲ။မြောင်းဝင်ကြီးကတကားဝမှာညက်ပြီးရုန်းကန်နေရင်းနဲ့ရဲတိုက်ကြီးတစ်ခုလုံးပြိုကျပျက်စီးသွားတော့တယ်။နောက်ဆုံးမှာတော့သူဟာကြောက်တုံးလေးအောက်မှာပြီးမိသွားခဲ့ရတယ်။တကယ်တော့လွန်ခဲ့တဲ့နိုင်အနေငယ်ကမြောင်းအုပ်စုတွေဟာမောက်ကလေးကိုဖမ်းပြီးသူတို့ရဲ့မြောက်ဘရင်ကင်းလူဝီစီကိုခေါ်သွားခဲ့ကြတာဖြစ်တယ်။မြောက်ဘရင်ကင်းလူဝီစီမှာရည်ရွယ်ချက်တစ်ခုပဲရှိတယ်။အဲ့ဒါကတော့လူသားတွေပဲတည်ထားတဲ့မိဖန်တီနီလျှို့ဝှက်ချက်ကိုမောက်ကလေးစီကနေသိချင်တာပဲဖြစ်တယ်။မောက်ကလေးအဖမ်းခံရတာကိုတည်သွားတဲ့ဘာလူနဲ့ဘက်ကီရာတို့ဟာသူ့ကိုကယ်ဖို့အတွက်မြောက်နိုင်ငံစီကိုအမြန်ဆုံးပြေးလာခဲ့ကြတယ်။ကင်းလူဝီကမောက်ကလေးကိုမိတောက်ယူပေးဖို့ချိန်ချောက်ပြောပေးမယ်။မောက်ကလေးကတော့မိကိုဘယ်လိုလုပ်ရမလဲမသိဘူးလို့ညင်တဲ့အတွက်မြောင်းဝင်ကြီးကဒေါသတကြီးအော်ဟစ်ပါတော့တယ်။အခြေအနေတွေအရန်တင်းမာနေချိန်မှာပဲဝက်ဝင်ကြီးဘာလူရောက်လာပြီးကင်းလူဝီကိုစကားကောင်းနေပြောကလှည့်စားဖို့စူးစမ်းပါတော့တယ်။ဘာလူကကင်းလူဝီရဲ့အာယုံကိုလှည့်ပေးထားတဲ့ချိန်မှာပဲဘက်ကီရာကအသာလေးကတ်လာပြီးမောက်ကလေးကိုထွက်ပြေးဖို့အချက်ပြလိုက်တယ်။ဒါပေမဲ့သူတို့တိတ်မပြေးနိုင်ခင်မှာပဲမြောက်တကောင်ကမြင်သွားတာကြောင့်အစီအစဉ်အလုံးပျက်စီးပြီးဖျို့ဖျဲဖြစ်ကုန်ပါတော့တယ်။မြောက်အုပ်စုကြီးကသူတို့စီကိုအလုံးအရင်နဲ့ပြေးဝင်တိုက်ခိုက်ကြပြီးရှေးဟောင်းကျောင်းတော်ကြီးရဲ့လေကားထစ်တွေပေါ်မှာအပြင်းအထန်တိုက်ပွဲဖြစ်ပါတော့တယ်။မောက်ကလေးကကင်းလူဝီကိုသူဟာဝင်းမလွေခေါင်းဆောင်အကီလာရဲ့သားဖြစ်ပြီးသူ့ရဲ့ဝင်းမလွေအုပ်စုစီပြန်ရမယ်လို့အော်ပြောခဲ့တယ်။ဒါပေမဲ့ကင်းလူဝီကတော့အကီလာတည်သွားပြီဖြစ်ပြီးသူ့ကိုတက်လိုက်တာရှာခန့်ဖြစ်တယ်ဆိုတဲ့အမှန်တရားကိုမောက်ကလေးကိုပြောပြလိုက်တယ်။သူ့ကိုမွေးစားခဲ့တဲ့ဝင်းပလွေခေါင်းဆောင်ကြီးတည်သွားပြီဆိုတာကိုကြားလိုက်ရတဲ့အခါမောက်ကလေးတယောက်ဝမ်းနေပြီးထွက်ပြေးဖို့ပဲကြိုးစားပါတော့တယ်။အဆုံးသတ်မှာတော့မောက်ကလေးကရဲတိုက်ပြင်းပေါက်ကနေခုံချပြီးလွတ်သွားခဲ့ပေမဲ့ခန္ဓာကိုယ်ကြီးမားတဲ့ကင်းလူဝီကတော့ပြိုကျတဲ့ရဲတိုက်အောက်ပြီးမိသွားတယ်။ပြိုကျပျက်စီးသွားတဲ့အပျက်စီးပုံတွေအောက်မှာမောက်ကလေးတယောက်ပြီးမိသွားပြီလားဆိုပြီးဘက်ကီရာကစိုးရင်တကြီးနဲ့ရှာနေရှာပါတယ်။ဒါပေမဲ့မကြခင်မှာပဲတစ်ပင်မော်ကနေမောက်ကလေးရဲ့အော်တန်ကိုကြားလိုက်ရပြီးသူအသက်ရှင်နေတော့မဲဆိုတာကိုသိလိုက်ရတယ်။မောက်ကလီကအကီလာတကယ်ပဲတည်သွားပြီလားဆိုတာကိုဘက်ကီရာကိုမေးတဲ့အခါဘက်ကီရာကလည်းအမှန်တိုင်းဝန်ခံလိုက်ရတယ်။အမှန်တရားကိုသိသွားတဲ့မောက်ကလီဟာဒေါသတကြီးနဲ့သူ့ဖခင်အတွက်ကလေးစားချေဖို့ဝန်ပလီအုပ်စုရှီယာစီကိုပြေးသွားပါတော့တယ်။မောက်ကလီဟာလူသားတွေနေထိုင်တဲ့ရွာနာကိုရောက်သွားတဲ့အခါမိတော့ရဲ့အစွမ်းအစအကြောင်းတတိယပြီးမိကိုယူဖို့ဆုံးဖြတ်လိုက်တယ်။သူဟာလူသားတွေစီကနေမိတော့ကိုခိုးယူပြီးတောနက်ထဲကိုဒေါသတကြီးပြေးဝင်သွားခဲ့တယ်။ဒါပေမဲ့မောက်ကလီပြေးသွားတဲ့လမ်းတစ်လျှောက်မှာမိတော့ကနေမိဘတွေလွင်စင်ကြပြီးတော်မီတွေစတင်လောင်ကျွမ်းလာတာကိုတော့သူတတိမထားမိခဲ့ပါဘူး။တောနက်ထဲကိုလူသားတယောက်ကမိတော့ကြီးနဲ့ဝင်လာတယ်ဆိုတာကိုတရိတ်ဆန်တွေအားလုံးသိသွားတဲ့အခါအကုန်လုံးထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးကြပါတော့တယ်။မောက်ကလီလည်းရေကန်စီကိုရောက်သွားပြီးတော့ရှန်သူတော်ကြီးရှာခန်ကိုစိန်ခေါ်လိုက်တယ်။ဒါပေမဲ့ရှာခန်ကတော့သူ့နောက်ကိုပဲလှည့်ကြည့်ဖို့ပြောလိုက်ပါတယ်။မောက်ကလီလှည့်ကြည့်လိုက်တဲ့အခါကျမှပဲသူတဲလာတဲ့မိတောက်ကြောင့်တောအုပ်တစ်ခုလုံးမီးတွေအကြီးကျယ်လောင်နေတာကိုမြင်လိုက်ရပါတော့တယ်။ရှာခန်ကမောက်ကလီကိုရန်စားပြီးတော့မောက်ကလီလက်ထဲမှာမိတောက်ရှိနေတဲ့၍သူဟာလည်းအခြားဖြက်စီတတ်တဲ့လူသားတွေနဲ့ဘာမှမထူးဘူးလို့ပြောလိုက်ပါတယ်။ရှာခန်ရဲ့ရန်စားမှုတွေနဲ့တရိတ်ဆန်တွေအားလုံးရဲ့ကြောက်ရွံ့နေတဲ့မျက်လုံးတွေကိုမြင်လိုက်ရတဲ့အခါမောက်ကလီဟာသူ့ကိုယ်သူဝင်းဘလီတောအုပ်ရဲ့ရဲရင်နဲ့သားတစ်ယောက်ဖြစ်တယ်လို့အော်ဟစ်ပြီးပြောလိုက်ပါတယ်။ပြီးတော့သူဟာသူ့ရဲ့တခုတည်းသောလက်နက်ဖြစ်တဲ့မိထုတ်ကြီးကိုရေထဲလွတ်ပစ်လိုက်ပြီးမိထုတ်ကိုငိမ့်သက်လိုက်ပါတော့တယ်။လက်နက်မရှိတော့တဲ့မောက်ကလီကိုကြည့်ပြီးရက်ဆက်တဲ့ရှာခန်ကအောင်းနိုင်သူအပြုံးနဲ့ဖြည်းဖြည်းချင်းတိုးလာပါတယ်။ဒါဟာမောက်ကလီအတွက်တော့အသက်အန္တရာယ်အရှိဆုံးအခြေအနေပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာ